မင်္ဂလာပါရှင်ဒီနေ့မှာတော့ပစုံကိုအသုံးပြုပြီးတော့ဟင်းနှမျိုးချက်ပြတော့မှာဖြစ်ပါတယ်ဒါကတော့ပစုံငဆုပ်နဲ့ကျင်းခါတိကြိုတာဖြစ်ပါတယ်ဒီဘက်ကတော့ပစုံငဆုပ်နဲ့အာလူးကိုချက်ထားတာဖြစ်ပါတယ်ရှင်တခါတည်းနဲ့ဟင်း၃မျိုးစာပြတော့မှာဖြစ်ပါတယ်ရှင်ငဆုပ်ကလည်းအရင်ဆောက်ကောင်းပါတယ်ပစုံငဆုပ်ကိုအသုံးပြုပြီးတော့ဟင်းတွေမျိုးမျိုးချက်လို့ရပါတယ်နော်ကဲဒါဆိုရင်တော့စားလိုက်ရအောင်ရှင်ကျမကတော့ပစုံကိုလက်လက်ဆက်ဆက်ဝယ်လာတယ်၄ပေါင်ဝယ်လာပြီးတော့ဒီနေ့မှအကုန်ကြိုပါမယ်ရှင်ပစုံငဆုပ်ကြိုပြီးမှဟင်းတွေကိုတစ်မျိုးချင်းစီချက်ပါမယ်ရှင်ပစုံကအခွန်ခွာပြီးသားအချီထုတ်ပြီးသားရောင်းဖို့ရှိတယ်နော်ဒါပေမဲ့စားလို့မကောင်းပါဘူးရှင်ဒီလိုကိုတိုင်အခွန်ခွာပြီးတော့လက်လက်ဆက်ဆက်ထောင်းပြီးတော့ကြိုတာကအရန်ကိုကောင်းပါတယ်နော်ကဲပစုံကိုဒီသူ့ရဲ့အစာအိမ်တွေထုတ်လိုက်တယ်နော်ချီအိမ်တွေအကုန်လုံးထုတ်လိုက်တယ်ပစုံကဒီ၄ပေါင်မှာပတ်စံ20ပဲကြပါရဲ့နော်အမေရိကန်ဒေါ်လာပတ်စံ20နဲ့ဟင်းနှမျိုး၃မျိုးစားလို့ရပါတယ်နော်ကိုတိုင်လောက်ရတာအချိန်ပေးရပေမဲ့အရန်ကိုလက်ဆက်ပြီးတော့စားရတဲ့အခါမှာလည်းအများကြီးစားရပါတယ်နော်ပစုံတွေကိုဒီလိုခွာပြီးတော့နည်းနည်းလေးစီးလိုက်ပါမယ်နော်ပြီးလို့ရှိရင်တော့စုံနဲ့ထောင်းပါမယ်ရှင်ဘလန်ဒါနဲ့ကြိတ်တာကငဆုပ်ကြိုဖို့အတွက်ဆိုရင်လုံးဝမကောင်းပါဘူးနော်အသားမစီးဘဲနဲ့ကွေးထွက်သွားတတ်ပါရဲ့ရှင်ကဲကျမကတော့ဒါ၄ပေါင်စာအကုန်ပြီးသွားပါပြီအစင်သက်ဖြစ်ပါပြီဒါကတော့အကောင်းနဲ့သူ့ရဲ့အခွန်မှာနော်မပြည့်ရပါဘူးရှင်ကျမမြေဥစွာပြန်လောက်ပါမယ်နော်ကဲဒါဆိုတော့ကြက်သွန်ဖြူနဲ့ဂျင်းကိုအရင်ထောင်းလိုက်မယ်ငဆုပ်ကြိုဖို့အတွက်ဖြစ်ပါတယ်ရှင်သူ့ရဲ့အဖတ်တွေကိုမယူပါဘူးနော်ဒီအရေကိုပဲယူပါမယ်အဖတ်ထဲလို့ရှိရင်အသားတွေမစီးပါဘူးရှင်စားရတဲ့အခါမှာဒီကြိုတဲ့အခါမှာလည်းဒီအဖတ်တွေပါရင်ငဆုပ်ကတူးတတ်ပါတယ်နော်အပြင်ကနေတူးသွားတတ်ပါတယ်ကဲဒါဆိုတော့ထည့်ပြီးတော့ကျွန်မထောင်းပါမယ်အရန်ချိုပါတယ်နော်အရန်ကိုစားကောင်းတယ်ကျွန်မကတော့စားနင်းနေရဲ့စနွေးနင်းနေနဲ့ဟင်းခတ်မအနည်းငယ်ထပ်ထည့်ပါမယ်ရှင်ဒါဆိုရင်တော့လုံလောက်ပါပြီနော်လုံးဝမညီပါဘူးရှင်ဂျင်းနဲ့ကြက်သွန်ဖြူအနက်ပါရင်တော်တော်လေးမွေးပါရဲ့နော်ကဲဒီလိုမျိုးလေးစီးသွားအောင်ထောင်းရပါမယ်နော်ကျွန်မစပြီးကြိုပါမယ်ဒီလိုမျိုးငဆုပ်ကြိုထားပြီးတော့အရွက်ကြိုတွေမှာရိုးထည့်လို့ရတယ်နော်ဟင်းအမျိုးမျိုးချက်စားလို့ရပါတယ်ရှင်ပစုံ20ဖို့ဝယ်လိုက်တာကျွန်မအများကြီးရပါတယ်နော်ကျွန်မအိမ်ကကလေးတွေကဒီပစုံငဆုပ်ကိုဒီတိုင်းပဲထိုင်စားရလဲကြိုက်တယ်ထမင်းနဲ့စားရကြိုက်တဲ့အတွက်ကျွန်မကမကြာခဏဆိုလိုလှုပ်စားဖြစ်ပါတယ်နော်အဒီရွက်တွေကြိုတဲ့အခါမှာဒီပစုံတွေကိုညှက်ထက်ပစုံငဆုပ်တွေကိုညှက်ထက်အရန်ကောင်းပါတယ်ရှင်ဒါကတော့ကျွန်မနောက်ဆုံးပေါ့နော်ကြိုလို့ပြီးပါပြီရှင်အများကြီးရပါတယ်နော်စားလို့တအားကောင်းပါတယ်နော်တအားချိုးပါတယ်ရှင်ကဲဒါဆိုရင်တော့ကျွန်မစပြီးတော့ကျင်းခါတိကြိုဖို့ပြင်ဆင်ပါမယ်ရှင်ကျင်းခါတိကြိုတဲ့အထိမှာလူတစ်လောက်လေးညှက်ထည့်ပါနော်ဒါတော့ငရုတ်သီးစိမ်ငပိရည်နည်းနည်းဖြိုထားပါရှင်ကျင်းခါတိကငပိမပိုင်နည်းနည်းခါရနော်ဒါကြောင့်ငပိထည့်ပါတယ်ငပိမကြိုက်ဘူးဆိုရင်ငံပြရည်လည်းထည့်လို့ရပါတယ်ရှင်ကျက်သွန်ဒီတစ်လုံးလောက်ကိုစီတပ်ပေးလိုက်တယ်နော်စင်နွေးနည်းနည်းထည့်တယ်ခုနကလီးထားတဲ့ငဆုံနဲ့တင်းကတိကိုထည့်ကြပါမယ်ရှင်ငပိကိုလည်းထည့်လိုက်ပါမယ်ငရုတ်သီးလည်းထည့်ပါရှင်အစမကြက်ရင်ငရုတ်သီးမထည့်ပါနဲ့နော်အချိုလေးကြိုလို့ရပါရဲ့ရှင်စားနေဟင်းခါမှုနည်းနည်းလေးပြန်ထည့်ပါရဲ့နော်ပစုံထဲမှာရတာပါပြီဆိုတော့ကျင်းခါတိအတွက်နည်းနည်းပဲထည့်ဖို့လိုပါတယ်နော်ဒီတိုင်းနဲ့ရေမထည့်ပေးကြိုလို့ရတယ်နော်ကျမကတော့ငရုတ်သီးထောင်းထည့်ထားတဲ့ခွက်ကိုရေဆေးပြီးတော့နည်းနည်းထည့်လိုက်ပါတယ်ရှင်အရန်ကိုမှစားလို့ကောင်းပါတယ်နော်ကဲဒီလိုလေးဆိုတော့ကြက်သွားပါပြီနော်အရန်ကြီးနူးအိတ်သွားရင်စားမကောင်းဘူးနော်ဒီလိုမမလေးကြိုရင်ရန်ကောင်းပါတယ်ရှင်ပြီးသွားပါပြီနော်မွေးလဲမွေးစားလို့လည်းတကယ်ကောင်းပါလေရှင်လိုက်ချက်စားကြည့်ပါနော်ဒီတိုင်းလေးကဲကျင်းခါတိပြီးသွားပြီဆိုရင်တော့ကျမတို့အာလူးပြန်ချက်ပါမယ်နော်အာလူးကိုအရင်ဆုံးပြုတ်ထားပေးလိုက်ရပါမယ်ရှင်
ဒီလိုမျိုးလေးအာလူကိုနူးအောင်ပြုတ်ရပါမယ်နော်နူးအိအောင်ပြုတ်လိုက်တယ်ကြက်သွန်ဒီတစ်လုံးကိုထပ်ပြီးစီတတ်တယ်ရှင်စနွေးလေးနည်းနည်းထည့်လိုက်ပါရနော်ကျမချက်တဲ့နီးတွေကိုလိုက်ချက်စားကြည့်ပါနော်အရန်ကိုကောင်းတယ်နော်ကျမကအရင်တုန်းကအစားအသောက်တွေချက်လို့ရောင်းပါတယ်နော်ဆိုင်လဲဖွင့်ဖူးပါတယ်ရှင့်ဒီလိုမျိုးပဲကျမရဲ့အစားအသောက်တွေကိုအရန်စားဖူးတဲ့လူတွေသိပါရဲ့နော်ကျမအိမ်မှာအရင်တုန်းကအစားအသောက်တွေကိုချက်ပြီးတော့ delivery နဲ့လိုက်ပို့ပါရဲ့နော်ကြိတ်ကြပါရဲ့ရှင့်ရေလေးထားထည့်လိုက်ရပါတယ်ရှင့်ရုပ်သီးထည့်ပါရဲ့နော်စားနေဟင်ခါမို့နင်းငယ်ထဲတယ်ဒီနေရာမှာကျမငပိမထဲတော့ဘူးငံပြရည်နည်းနည်းလေးထည့်ပါရဲ့ရှင်မထဲလဲရပါရဲ့နော်ကျမလေးလေးပင်ပင်လေးကြိတ်လို့ငံပြရည်တစ်စုံလောက်ထပ်ထည့်လိုက်တယ်ကဲဒီလိုအနေထားလေးဆိုရင်တော့ငဆုပ်ကိုကျမအပြားလိုက်ထည့်ပါရဲ့ရှင်အာလူကနူးအိပြီးတော့သူ့ရဲ့အနှစ်လေးတွေထွက်လာပြီနော်အရန်ကိုစောင်းလို့ကောင်းတယ်ငဆုပ်ကလည်းချိုအိနေတာပဲရှင်လိုက်ချက်စားကြည့်ပါနော်ကဲဒါဆိုရင်တော့ကျမတခါတည်းနဲ့ဟင်းအမေ3မျိုးရတော့ပါပြီเนาะကျမကတော့ပင်စိမ့်ထည့်လိုက်တယ်ပင်စိမ့်ကတော့လေကျမတို့ကရေခေတ္တမှာအရန်ကြာပြီးမှတင်ထားတဲ့ဟာထည့်ရပါတယ်เนาะလလဆဆမရှိတော့ဘူးเนาะနန်းနန်းပင်လည်းထည့်လို့ရပါတယ်ပင်စိမ့်မကြိုက်ရင်ကဲကြက်တော့ပါပြီအရန်ကိုမှစားလို့ကောင်းတယ်เนาะကြည့်ရတာစားချင်စရာလေးပါရှင်ကဲခုဆိုရင်တော့ကျမဟင်း3မျိုးပြီးသွားပါပြီရှင်ကျဟင်ခါဒီကြွကြွရွရွရဲ့အာလူနူနူအီအီရဲ့အယောင်ကိုမှစားလို့ကောင်းပါတယ်နော်အဆုံးထိကြည့်ပေးရလဲကျေးဇူးတင်ပါတယ်ရှင်လိုက်ချက်စားကြည့်ပါနော်